ခုတွေ့ရတာတော့ဒါအမြစ်ကိုလှီးဖြတ်ထားတဲ့မုံညင်းပဲဖြစ်ပါတယ်မုံညင်းပဲဖြစ်ပါတယ်အပင်အရေးအတွက်ပေါ်မူတည်ပြီးတော့စားတဲ့လို့ထည့်မယ်စနွင်းလေးစနွင်းမှုန့်နည်းနည်းထည့်ပါမယ်စနွင်းမှုန့်နည်းနည်းထည့်မယ်ရှာလကာရီငပြောစွန်းရှာလကာရီစတီးစွန်းတစ်စွန်းလောက်ထည့်ပါမယ်အဲ့ဒါဆိုရင်ရပါပြီအဲ့ဒါကိုနေမယ်နေလိုက်မယ်နေမယ်နေလို့နှံ့သွားပြီဆိုရင်လေလုံးပလင်းထဲမှာဖန်ပလင်းဖြစ်ဖြစ်ကော်ပဲဖြစ်ဖြစ်အဲ့ဒီထဲမှာစံစည်းရည်အသင်ခံထားတဲ့စံစည်းရည်ဒါလောင်းထည့်လိုက်ရင်မုံညင်းရင်ရပါပြီเนาะ